လောကမှာစကပုံလေးတွေရှိတယ်လာသာတော့ဘိုင်းငင်တဲ့မိုးရွာတော့ရေခမ်းတဲ့အလုတ်ဆိုတာလုံနိုင်တော့လုံရတာလုံကြရတာဖြစ်တယ်အလုတ်ပဲကွာဘယ်ချိန်လုံလို့ရပါတယ်လို့ပြောတတ်ကြတယ်တကယ်တော့အလုတ်ဆိုတာဘယ်ချိန်ဖြစ်လုံမရဘူးအလုတ်တွေလုံမရတဲ့အချိန်ခါအလုတ်တွေလုံလို့အဆင်မပြေနိုင်တဲ့အချိန်ခါတွေဆိုပြီးတော့စာပေမှာရှိတယ်အဲ့ဒီအချိန်ခါတွေကတော့နံပါတ်1စိန်နောဟောတိသရာဘိဘူတောအတ္တမယပဓာနာယတဲ့။အိုမင်းမစွမ်းတဲ့အချိန်ခါကြမှာအလုတ်တွေလှုပ်ချင်နေလို့မရနိုင်ဘူး။ကိုတောင်မသိနိုင်တော့တဲ့အချိန်ကြမှာငါစွမ်းနိုင်တော့ကမလုတ်ခဲ့မိလေချင်းလို့နောင်တတွေရနေတတ်တယ်။ဘယ်လိုပဲနောင်တတွေတန်ဝေကတွေရနေပါစေ။အိုမင်းမစွမ်းလို့